ဒီနေ့တော့ကိုကတီးပြီးသားအကြောင်းအရာတစ်ခုကိုအခြားတစ်ယောက်ကလည်းသိတယ်လို့ယူဆတဲ့အခါမျိုးမှာသုံးလေးရှိတယ် GEO ဆိုတဲ့ grammar လေးတစ်ခုကိုလေ့လာကြည့်ကြအောင်ဒီ grammar လေးကတော့စာကြောင်းရဲ့အဆုံးသတ်မှာပဲသုံးလေးရှိပါတယ်ဥပမာအဖြစ်ဒီနေ့ရာသီဥတုကအရန်ပူတယ်ဒီလိုအခါမျိုးမှာရာသီဥတုပူတာကိုလည်းသိတယ်လို့အခြားတစ်ယောက်လည်းသိတယ်ဒီလိုအခြေအနေမျိုးမှာသုံးလေးရှိတယ်오늘 날씨가 너무 덥지요.ဒီနေ့ရာသီဥတုကအရန်ပူတယ်နော်ဒီလိုမျိုးပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီနေ့တော့ဒီ grammar လေးကိုဘယ်လိုမျိုးအသေးစိတ်သုံးလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ GEO ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးကိုတော့noun တွေ verb တွေ adjective တွေအကုန်လုံးနဲ့တွဲသုံးလို့ရပါတယ်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့မလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့အသုံးပြုမဲ့စာကြောင်းပေါ်မူတည်ပြီးတော့အဓိပ္ပာယ်အပြောင်းလဲတွေရှိပါတယ်ဒီ grammar လေးကိုတော့ကိုကသိပြီးသားအကြောင်းအရာတစ်ခုကိုအခြားတစ်ယောက်ကလည်းသိတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်သူ့ကိုတော့ verb တွေ adjective နဲ့တွဲသုံးတဲ့အခါမှာနောက်မှာ GEO ဆိုပြီးတော့တန်းကတ်ရုံပါပဲ noun နဲ့တွဲသုံးတဲ့အခါမှာတော့ noun မှာအသက်ပါလို့ရှိရင် e ခံပြီးတော့ noun plus ego ဆိုပြီးတော့သုံးပေးရပါတယ် noun မှာအသက်ပါရင်တော့ noun ရဲ့နောက်မှာ geo ကတ်လိုက်ရုံပါပဲရှင်းတော့အောင်ကျွန်တော်တို့နမူနာအကြောင်းလေးတွေကြည့်ပြီးတော့လေ့လာကြည့်ကြအောင်နံပါတ်1ဥမာလေးကိုကြည့်အောင်오늘 저녁에 출장을 가지요ဒီနေ့ညနေမှာ출장을 가지요 출장ဆိုတာအလုပ်ကိစ္စအပြင်ခီးသွားတာမျိုး출장လို့ခေါ်ပါတယ်출장을 가라 출장을 가지요နေ့ညနေမှာအလုပ်ကိစ္စအပြင်ခီးသွားမယ်မလားဒီလိုမျိုးမေးချင်တဲ့အခါမျိုးမှာသူခီးသွားမယ်ဆိုတာကိုကသိတဲ့အခါမျိုးမှာဒီလိုပုံစံမျိုးမေးလေးရှိပါတယ်오늘 저녁에 출장을 가지요ဒီနေ့ညနေအလုပ်ကိစ္စနဲ့ခီးသွားမယ်မလားဒီမှာဂါရာရဲ့နောက်မှာ geo ကပ်ပြီးတော့ဂါ geo ဆိုပြီးတော့တုံးလိုက်ရုံပါပဲနောက်တဲ့ဒီ grammar ကို geo ကိုအတိုးချုပ်ပြီးတော့ jo ဆိုပြီးတော့လည်းတုံးလို့ရှိပါတယ် jo ဆိုပြီးတော့တုံးတဲ့အခါမှာ 오늘 저녁에 출장을 가죠ဂါ geo ကိုအမြန်ပြောတဲ့ပုံစံ jo ဆိုပြီးတော့တုံးလို့ရှိပါတယ်စကားပြောပုံစံဒီ grammar လေးကိုတော့စကားပြောတဲ့အခါမှာပဲသုံးလေးရှိပါတယ်စာရေးတဲ့အခါမှာတော့ဒီပုံစံနဲ့သုံးလေးမရှိပါဘူးနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်이 식당에는 손님이 아주 많지요 이 사다오ဆိုင်မှာတော့ 손님이 아주 많지요 손님ဆိုတာတော့ဧည့်သည်ဒါရောက်စားတောင်းတဲ့ဧည့်သည်တွေကို 손님 ဆိုပြီးတော့ခေါ်ပါတယ် 손님이 아주 많지요ဒါစားတဲ့ဧည့်သည်တွေအရန်ကိုများတယ်နော်များတယ်မလားဒီစားတော့ဆိုင်မှာဒါစားတဲ့လူတွေများတယ်ဆိုတာကိုလည်းသိတယ်လို့အခြားတစ်ယောက်လည်းသိတယ်လို့ယူဆတဲ့အခါမျိုးမှာဒီလိုပုံစံသုံးလေးရှိပါတယ်이 식당에는 손님이 아주 많지요ဒီမှာ 많다 ဆိုတဲ့ဓမ္မဝိဇ္ဇနာ adjective ရဲ့နောက်မှာ geo ကပ်ပြီးတော့ 많지요အသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ geo ကပ်လိုက်ရုံပါပဲနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်이제 좀 있으면 기차가 도착하겠지요အခုနည်းနည်းကြာလို့ရှိရင်ဒီ차가 도착하겠지요ရထားကဆက်ရောက်မှာမလားဆက်ရောက်မယ်မလားဒီ grammar လေးကိုအနာဂတ်ကာလပုံစံ grammar တွေနဲ့လည်းတွဲသုံးလို့ရပါတယ်ဒီမှာလို့ရှိရင်လည်းဒုချခါတာဆက်ရောက်သည်ဆိုတဲ့ verb ရဲ့နောက်မှာခဲကပ်ပြီးတော့ဒုချခါခဲ့ကြီးကိုဆက်ရောက်မယ်မလားကြာခင်ယထာကဆက်ရောက်မယ်ဆိုတာကိုလည်းသိတယ်လို့ခြားတစ်ယောက်လည်းသိတယ်လို့ယူဆတဲ့ခါမျိုးမှာဒီလိုပုံစံသုံးလို့ရှိပါတယ်이제 좀 있으면 기차가 도착하겠지요နောက်ခဏကြာလို့ရှိရင်ယထာကဆက်ရောက်မယ်မလားမကြာခင်ယထာဆိုင်မယ်လို့ကိုကထင်တဲ့အခါမျိုးမှာ
အခြားလူတယောက်လည်းအဲ့လိုထင်တယ်လို့စိတ်ကူးတဲ့အခါမျိုးမှာဒီလိုမျိုးပုံစံသုံးပြီးတော့ပြောလို့ရှိပါတယ်သူ့ကိုအနာဂတ်ကာလပုံစံ grammar နဲ့တွဲသုံးတဲ့အခါမှာမကြာခင်ဖြစ်လာလိမ့်မယ်မလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီမှာလို့ရှိရင်လေဒုချခါခဲ့ကြည့်ကိုဆက်ရောက်မယ်မလားဆက်ရောက်တော့မယ်မလားအဲ့လိုအဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်ကွာချန်နဲ့ကော်ဖီဟန်ဂျန်တူရှိကြီးကိုစေယုံမူကော်ဖီဟန်ဂျန်တူရှိကြီးကိုကော်ဖီတစ်ခွက်တောက်မယ်မလားဒီမှာမာရှိတာကိုအမြင့်ဆုံးအနေနဲ့ဒူရှိတာဆိုပြီးတော့ကိုယ့်ရဲ့အထက်လူကြီးဖြစ်တဲ့အတွက်ဒူရှိတာတုံးထားပါတယ်ကွာချန်နဲ့ဆိုတာကတော့ကိုယ့်ရဲ့ဆက်ယုံမှုခေါင်းဆောင်ဒီလိုမျိုးခေါင်းဆောင်တွေကိုကွာချန်ဆိုပြီးတော့ခေါ်ပါတယ်ဒူရှိတာရဲ့နောက်မှာဂျီကိုကပ်ပြီးတော့ဒူရှိဂျီကိုကွာချန်နဲ့ကော်ဖီဟန်ဂျန်ဒူရှိဂျီကိုဆက်ယုံမှုကော်ဖီတစ်ခွက်တောက်မယ်မလားနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်오늘 점심 같이 하시지요? 이내 내일에서အတူတူ စားကြမလားဒီမှာလို့ရှိရင် verb ကိုကြည့်တဲ့အခါမှာဟာတာကိုအမြင့်ဆုံးပုံစံသုံးနေတဲ့အခါမှာဟာတာရဲ့နောက်မှာဟာရဲ့နောက်မှာရှီကပ်ပြီးတော့ဟာရှိကြီးကိုဒီလိုပုံစံနဲ့သုံးလို့ရပါတယ်오늘 점심 같이 하시지요? 내일에서အတူတူ စားကြမလားအတူတူ စားကြမယ်မလား점심은 먹다လို့မသုံးမင်းနဲ့ဟာတာနဲ့လည်းတွဲသုံးလို့ရပါတယ်နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်너 소고기 먹지요? 네 소고기 먹지요. 소고기ဆိုတာတော့အမဲသားစားတယ်မလားခြားတယောက်ကိုမေးတဲ့အခါမှာသူအမဲသားစားတယ်လို့ကိုထင်တဲ့အခါမျိုးမှာဒီလိုပုံစံသုံးလို့ရှိပါတယ်너 소고기 먹지요? 네အမဲသားစားတယ်မလားအမဲသားနေရာမှာကိုအစားထိုးပြီးတော့တခြားအသားတွေအစားထိုးပြီးတော့ပြောလို့ရပါတယ်နောက်တဲ့ဒီ grammar ကိုဗန်မာပုံစံနဲ့သုံးနေတဲ့အခါမျိုးမှာတော့ GO ရဲ့နောက်မှာ U ဖြုတ်ပြီးတော့ mochi ဆိုပြီးတော့လည်းသုံးလို့ရှိပါတယ်။နော် sogogi mochi နေအမဲသားစားတယ်မလားဒီလိုပုံစံလည်းသုံးလို့ရှိပါတယ်။ဒီမှာလည်း mob တာရဲ့နောက်မှာ GO ကပ်ပြီးတော့ mob GO နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်한국어로 배울 거지요?ကိုရီးယားစာသင်မယ်မလားဘယ်ဦးတာကိုအနာဂတ်ကာလပုံစံဦးလဂေါ်ရေကိုကပ်ပြီးတော့ဦးလဂေါ်ရဲ့နောက်မှာဂျီကိုကပ်ပြီးတော့ဘယ်ဦးကောဂျီကိုရီးယားစာသင်မယ်မလားအခြားတစ်ယောက်ကကိုရီးယားစာကိုသင်မယ်လို့မကြခင်သင်မယ်လို့ကိုထင်တဲ့အခါမျိုးမှာဒီလိုပုံစံမေးလို့ရှိပါတယ်한국어로 배울 거지요? ကိုရီးယားစာသင်မယ်မလားနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်ကုဆရမီဟာဆန်ကြီးဂျီကိုအဲ့ဒီလူကចောင်းသားမလားသူ့ကိုနောင်အနေနဲ့တွဲသုံးတဲ့အခါမှာတော့အသက်ပါလို့ရှိရင်ဤခံပြီးတော့အသက်ပါရင်တော့ဘာမှခံကြမလို့ပါဘူးဒီမှာဟာဆန်မှာအသက်ပါတဲ့အတွက်ဤခံပြီးတော့ဟာဆန်ကြီးဂျီကိုကုဆရမီဟာဆန်ကြီးဂျီကိုအဲ့ဒီလူကចောင်းသားမလားနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်ဒီရောကြတော့ယူရီဂျီကိုဒီမိန်းကလေးကတော့ယူရီမလားဒီမှာယူရီမှာအတက်မပါတဲ့အတွက်နောက်မှာဂျီကိုတန်းကပ်ပြီးတော့ယူရီဂျီကိုနောင်နေကိုအတက်မပါရင်တော့ဒီတိုင်းပဲနောက်မှာဂျီကိုကပ်လိုက်ရုံပါပဲဒီရောကြတော့ယူရီဂျီကိုဒီမိန်းကလေးကယူရီမလားဒီ grammar လေးကိုတော့ကိုလည်းတည်တယ်လို့အခြားတစ်ယောက်လည်းတည်တယ်လို့ယူဆတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီ grammar လေးကိုအတူကောက်ပုံစံနဲ့ချုပ်ပြီးတော့ပြောတဲ့အခါမျိုးမှာတော့ geo ဆိုပြီးတော့သုံးလို့ရှိပါတယ်
ဒီ grammar လေးကလည်းအရန်ကိုလွယ်ကူပါတယ်ဒီနေ့လေ့လာခဲ့တဲ့ grammar လေးကိုအားလုံးပဲနားလည်သဘောမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ်ကိုရီးယား grammar သင်ခန်းစာများကိုတင်ဆက်ပေးတာဖြစ်လို့ like and subscribe ပြုလုပ်ခဲ့ဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲနောက်videoများမှာပြန်တွေ့ပါမယ်အန်ညွန်